ကဲရှင်တို့ရေဒီနေ့ကတော့ပဲတောက်ရှည်ကိုထိုင်းစတိုင်လေးချင်းဆက်ကလေးထောင်းစားပါမယ်ရှင်လက်ရှိကျမနေတဲ့အီတလီမှာတော့ပဲတောက်ရှည်ကမရှိပါဘူးတို့ပေမဲ့ကျမခြံမှာကျမကိုယ်တိုင်စိုက်ထားတဲ့ပဲတောက်ရှည်လေးတွေရပါဒါကတော့ကျမခြံထဲကနေထွက်တဲ့ပထမဦးဆုံးအတုပ်ပဲတောက်ရှည်တွေဖြစ်ပါတယ်ပြီးရင်တော့ခြံထဲကခန်းချင်ဒီအသေးလေးတွေကိုပါခူးပြီးတော့မှကျမထည့်ပါမယ်ရှင်ကဲစားထောင်းပါမယ်ရှင်ကြက်သွန်ဖြူကိုအနည်းငယ်ထည့်ပြီးတော့မှငရုတ်သီးကိုတော့ငရုတ်သီးစိမ့်နဲ့အနီထည့်တယ်ရတာအတွက်ချိုမုတ်ထည့်ပါပုံမှန်ကျမကချိုမုတ်စားလေးမရှိဘူးဒါပေမဲ့ထိုင်းအထောင်းတွေထောင်းမယ်ဆိုလို့ရှိရင်အချိုမုတ်ကမဖြစ်မနေပါမှတော်တော်လေးကိုစားလို့ကောင်းတာပါပြီးရင်တော့ခဏကခူးခဲတဲ့ပဲတောက်ရှည်လေးတွေကိုကျမတို့မညက်တညက်လေးထောင်းပေးလိုက်ပါပဲတောက်ရှည်မညက်တညက်အနေထားမှာခင်းချင်ကြီးလေးရဲ့တံမြာဒီညစ်ပြီးတော့ထည့်ပါမယ်ပြီးရင်တော့ထိုင်းထညက်ရှိတဲ့သူကထည့်နိုင်ပါတယ်ကျမမှမရှိတော့တကြားလေးနည်းငယ်ထည့်တယ်ပြီးရင်တော့ထိုင်းငပိသုံးစွန်းထည့်ပါတယ်ရှင်ထိုင်းသင်္ဘောသီးတောင်ပဲသီးထောင်တခွားသီးထောင်စားတဲ့အထောင်းတွေထောင်းမယ်ဆိုလို့ရှိရင်ထိုင်းငပိရတာအစားကောင်းဆုံးပါမြန်မာငပိနဲ့လည်းကျမအရင်ကဆန်းထောင်းမှုပါတယ်သူ့ပေမဲ့ထိုင်းငပိလောက်ကျမမကြိုက်ပါဘူးရှင်ငရုတ်စုံကိုတော့အိမ်ကအီတလီအဖွားရဲ့150ကြာပြီဖြစ်တဲ့ငရုတ်စုံသုံးခဲ့တာပေါ့ဒီမှာကကိုစိတ်ကြိုက်ငရုတ်စုံတွေးဖို့အတွက်ဝယ်ရတာအတော်လေးကိုခက်တော့ရှိတဲ့ငရုတ်စုံလေးကိုပဲသုံးထားတာဖြစ်ပါတယ်ရှင်ရလာတဲ့ပဲသီးထောင်းလေးတွေကိုထမင်းပူပူနဲ့လားကောက်ညင်နဲ့လားအဆင်ပြေတယ်လို့စားနိုင်ပါတယ်ရှင်ကျေးဇူးပါဘိုင်ဘိုင်